မင်္ဂလာပါဗျကျွန်တော်ရှယ်ကြီးပါရောင်းလေးကတော့မနေ့ရတဲ့မစီစာအကျွတ်လေးဗျနော်ဝိချင်ကတော့10တာ15ချက်တာဝင်ချင်ပါနော်မကြည့်ကြောက်ခွန်ကတော့တော်တော်လေးကိုရင်းနေထဲမှာပါနော်ဒီလိုကြောက်ခွန်ကတော့အားလုံးလည်းတိမှာပါနော်လုံးဝအခွန်ရင်းကြောက်မျိုးရင်းပါနော်ရောင်းလေးကအော်ကျွတ်လေးဟုတ်တယ်နော်မကြအပွေးတယ်နော်သိလားဒါကတော့ဒီတစ်ပတ်ပဲရှိတယ်ဒီမှာဒီဘက်မှာရွာရှိတယ်နော်သူအပွေးတယ်လုံးဝရှန်ထွက်နေနော်ဝေးရလုံးဝရှန်ထွက်ပြီးကြည်တောင်းနေနော်မကြကြောက်လေးရလဲတော်တော်လေးကိုလက်ဆက်တယ်ဗျနော်ဒီကောင်လေးကောင်လေးရနော်ဒီဘက်တရောဒီတအောင်လုံးကတော့ကျွတ်နေပါနော်ဟိုကျွတ်ပွေးနေဒီတအောင်ပဲပေါ့နော်အဓိကတော့ဒီတအောင်ကတော့လုံးဝအကုန်လုံးကြောက်စီကြောက်တာအပြည့်ပေါ့ပွင့်တာခေါင်းလို့ရတဲ့နေသားမှရှိရနော်ဒီအောင်လေးအပွင့်လိုင်းလေးသွားလို့ရတယ်ဗျဒီအောင်လေးကအနာမဟုတ်ဘူးနော်ပြီးတော့ဒီအောင်လေးကအနာလေးတော့တက်ရတယ်နော်ဒီအောင်လေးအခွန်ဟိုဘာနော်အခွန်ဇက်လေးဖြစ်မှာနော်ဒီကောင်ကြီးကအနာတော့မဟုတ်ဘူးကြောက်ကတော့ဟိုးနောက်ထိသွားတော့ပြီးတော့ဒီကောင်ကဒီဘက်အခြေမှာလဲဒီမှာအပွေးလေးရှိရနော်ဒီမှာလဲအပွေးလေးရှိရဒီမှာလဲအပွေးလေးရှိရပြီးတော့ဒီဘက်မှာလဲဒီမှာမီးထောက်လိုက်တဲ့နေရာဒီနေရာတွေကလည်းအကုန်လုံးကြောက်ကျွတ်ပွေးလေးဟုတ်တယ်နော်မကြည့်မီးနဲ့မကပ်ပဲနဲ့ဒီစားကြည့်နော်အကုန်လုံးအပွေးတွေပဲဗျနော်ဒီမှာကျွတ်ပွေးလေးဗျဒီဘက်ကထောက်လိုက်ဒီမှာလည်းဒီမှာကျွတ်ပွေးတွေဗျဒီမှာဒီဘက်ကကျွတ်ပွေးလေးမြင်ရနော်အတိကကဒီနှစ်ပေါက်ကတော့တော်တော်လေးလာနော်တော့ကြည်မြရှင်းနေရပါကြောက်ကမီးတောင်ကတ်ဆရာမလို့တော့ဒီနော်ဒီကောင်လေးရလိုက်တဲ့ဈေးကတော်တော်လေးတန်မယ်ဗျာနော်15သိန်းပွဲသိန်းဆိုရက်နေထားမှာဆိုရင်ဒီလိုအကျွတ်မျိုးရဖို့အခုချိန်ကမလွယ်ဘူးဗျ